အေးပါရှော့ချင်မိကောသိချမ်းအောင်ဒါနော်ဒါမင်းသူလည်းမရှင်နဲ့မင်းရှော့လို့ရှော့ပေးလိုက်ရှော့ချင်မယ်ရှော့ချင်မှာကွာဟမ်ဘလက်ကြပါလို့ဗျာဟာပဲကျောင်းလည်းများပါလေကွာငါတော့ပြလိုက်မှာပဲပြန်မှန်းပါလေကွာပြမင်းလောက်ပါလေဟာလေဒီတော့ကြမှာလေဘာတော့ပြမှာဟုတ်လားပြမယ်ဆိုတာဒီမရှိတော့ရင်စားရှိသေးရဲ့ဆိုတာပြမှာဟမ်ဒီရပါလားဒီရမဘလားမရှိပဲစားရှိတယ်ဒီရပဲဒီဘလက်ပါမိန်းကလေးတံမဲနဲ့ထတော်ထဲမှာထရီမူးပြီးတော့ရံဖြစ်ရတယ်လို့ကိုကကိုဘာဆိုတာလဲသတိထားပါဦးသားရဲ့နင်းဆိုတာလေငါကသူကကောက်ဖွားကြံရောကငင်းခံရမှာလားကအဆောက်မဟုတ်တာအေးတားရဲ့စိတ်ကအချောင်းပုံမှန်ဖြေလို့သိတယ်ဒါပေမဲ့တားရဲ့ခန္ဓာကမိန်းကလေးခန္ဓာကိုဖြစ်နေဟိုကောင်ကြီးကနှာဦးထားတော့ပေါ့အဲ့တော့လေတို့တားရဲ့ခန္ဓာကိုပိုင်ရှင်မိန်းကလေးကိုထည့်စဉ်းစားတဲ့အနေနဲ့ဟိုတားရဲ့စိတ်ကိုလေမိန်းကလေးစိတ်ကိုနည်းနည်းတော့တောင်းကြည့်ပါဘာလို့ကြောက်မှာလဲပြန်ခါလေးပြောနေတယ်ဒီမှာပြင်းအောင်ဆောက်ကြောက်ပါဦးညာနားလို့နင်းညာတော့ယူဒီတော့ပဲကောင်းတယ်ခဏပဲတော့ဘာမှကြောက်လို့ဟုတ်တော့ဒီနေ့ဘယ်မှာလို့ဘောဝါကြောက်လို့ပြောလာကြည့်စမ်းတော့တာလို့သွားတဲ့ပုံကိုကြည့်လိုက်စမ်းဒီရွာလုံးကိုဈေးခေါ်သွားတဲ့ပုံစံနဲ့ဟိုမှာကြည့်လိုက်စမ်းကြည့်ကောင်းပါလေကွာဘာလဲချမ်းပါလဲကွာမဟုတ်ပါဘူးကွာငါပြောတာလေဒီပုံစံနဲ့ရှေ့ဆက်သွားနေမယ်ဆိုဘယ်အချိန်ဘိုက်ကြည့်ပြီးပြန်လာမလဲမသိဘူးလို့ပြောမလို့ပါဟုတ်တယ်မဖြစ်ဘူးကျမတို့သားရဲ့ခန္ဓာကိုအမြန်ဆုံးရှာမှဖြစ်တော့မယ်ကြာရင်ကျုပ်နှလုံးရောဂါရတော့မယ်အေးပါကွာငါစုံစမ်းနေပါတယ်ရန်ကုန်ကငါမိတ်ဆွေတွေကိုလည်းဒီရှာခိုင်းထားပါတယ်ကွာမပူနဲ့ပြီးရောတော့ဘယ်တော့စော်သွားချာမလို့ဘာဖြစ်လဲမဟုတ်ပါဘူးဖုံးပေးသွားဝင်မလို့ချက်တတိထားတာရှင်လေမရစလုံးမပြောချင်ငါတော့သိနေတာပါပဲဒီသားဖားနဲ့ကြီးပဲနော်